အခုတလောခဏတွေ့နေရတဲ့ဝက်မလာတော့လေးတစားပါမယ်အခုကတော့ညစီကိုသွားနေပါတယ်ညစီရောက်တော့ဘိုက်စားတာနဲ့ဒီတူဖူနေဆိုင်လေးမှာဝင်စားခဲ့ပါတယ်တပွဲမှာ3000ပဲဆိုတော့တော်တော်လေးလည်းပိုက်သွားတယ်စားလို့လည်းကောင်းတယ်တူဖူနေစားပြီးတော့နောက်ထပ်စားချင်နေတာနဲ့ဒီဆိုင်လေးကဝက်မလာအစုံတော့လေးမှာခဲ့ပါတယ်သူက9000ကနေစားရတယ်ပေါ့နော်9000ကအရွက်တုတ်တည်ရတယ်ဒီ1000ကျတော့အစုံတုတ်ပေါ့နော်ဒီအစုံတုတ်ထဲမှာဆိုရင်ဝက်သားကောကြက်သားကောပါပါတယ်တော့ကျွန်တော်မှာခဲ့တာကချင်းငန်ဆက်စုပြီးမှခဲ့ပါတယ်ခုကတော့သူတုတ်ပေးနေပါတယ်လူကတော့ကျမတို့သွားရှင်းတော့အရင်တော့မများသေးဘူးအခုကတော့ဝယ်ပြီးပြီဆိုတော့တခြားနေရာမှာထိုင်စားဖို့သွားနေပါတယ်နက်လေးကတော့တော်တော်မွေးပါတယ်အဲ့ဒါပြီးတော့အခုကတော့စောက်ပဆိုင်တွေ့တော့ပါပြီပထမဆုံးစားလိုက်တဲ့အချိန်မှာပေါ့နော်သွားချင်းလေးနဲ့ဆက်လေးအရန်ကိုစားကောင်းတယ်ပထမဆုံးစားလိုက်တဲ့အချိန်မှာဒါလေးကအရန်ကိုကောင်းပါတယ်10 out of 10ပေးပါတယ်စားကောင်းလို့ခဏလေးနဲ့တင်ကုန်သွားပါတယ် happy အေးတောက်ချင်တာနဲ့ဒီဆိုင်မှာအေးလေးဝယ်ပြီးတော့အခုကတော့ပြန်มาတော့ဒီဥတူကတော့တော်လေးအေးပေါ့နော်ဒါပေမဲ့အေးလေးတောက်လိုက်ရမှအဆင်ပြေသွားပါတယ်ပြီးတော့နောက်တစ်ရက်ကျတော့ဒီလိုဝမလာဆုံးတော့လေးထပ်စားချင်တာနဲ့နိုင်တက်ဒီဖက်ကိုပြန်သွားခဲ့ပါတယ်ဒီတစ်ခေါက်ဆိုင်ကတော့ဒီလိုင်းဆွဲဆန်လေးပါသူကအစုံတော့ကို1000ပေးရပါတယ်သူလည်းတော့နဲ့သူကောင်းနေမနေ့ကနဲ့ရှင်ကျမမနေ့ဟာပို့ကြိုက်တယ်ခုကမလာရတာတော်တော်ရတယ်ပြီးတော့ဒီဟာကလူများတယ်ပေါ့နော်စောင့်ပြီးတော့ကျူပြမှာရပါတယ်ဆာဗီဆွင်းပြန်มาတော့မင်းဆုံးတီဗီကြလို့ဇူးများတယ်မှာလေ